ဒီကတော့ဒီနေ့အတွက်ပါမြေဝလေးပြင်ချပါတယ်ဘိုင်းလေးတွေလည်းဆိုတော့ဒါကချက်သားတုပ်လေးပါချက်သားကိုချက်သားတုပ်တယ်အတူလေဒါလေးကချက်သားစီပြန်ပြီးဒါလေးကတော့ကလာပင်လေးပါကလာပင်လေးရကောင်းတယ်လာပင်လေးရဒါလေးကတော့ပင်နဲ့ပါပင်နဲ့လည်းချုံးရတယ်နော်ချက်သားတော့ပါချက်သားကိုချက်သွန်လေးရတမယာပြီးစလေးညှစ်ပြီးထုတ်ထားရင်ဒီထဲမှာတော့ကျုပ်တော့ဒီဘက်ဆန်ကျော်ရိုးပြီးတောင်းလုံးကျော်အတိုးမျိုးနဲ့ကတော့ဒါငပီတောင်းလေးဒီနေ့တော့ဒါငပီတောင်းလေးပါကဲဆက်ကြပါအောင်